မင်္ဂလာပါကမ်ပိန်းတော့ခဲ့တဲ့အကြောင်းအမှတ်တရလေးတင်မှာဖြစ်ပါတယ်ဒီကမ်ပိန်းခင်းစင်ကတော့3လပိုင်း9ရက်ကနေ10ရက်နေ့ထိတော့ခဲ့တဲ့ခီးစဉ်ဖြစ်တဲ့2025ဖြစ်ပါတယ်ဒီနေ့ကတော့ကမ်ပိန်းရောက်ပြီးအိပ်ပြီးတော့ပြီးနော်နောက်တရက်မိုးလင်းလာတဲ့နေ့ကနေစပြီးရိုက်ထားတာဖြစ်ပါတယ်ဆိုမနေ့စောထားကြတယ်တူဖီကကလေးချီမမေကတယောက်ချီမမကျတော့ Eric ကိုချီထားတယ်ပပကျတော့ Ethan ကိုချီထားတယ်ဟင်းလေးချက်ကြတယ်ပေါ့နော် breakfast လေးချက်စားကြတယ်ချိန်လေးဖြစ်ပါတယ်ဥချူကတော့လီပေါ်တော့မတိုက်သေးဘူးဥချူကစမနေ့စောဆုလုပ်ပြီးမှတောက်မယ်ဆိုပြီးမှဆုလုပ်စားနေတာဖြစ်ပါတယ်ဒါကတော့ breakfast စားမယ့်အချိန်ဖြစ်တယ်ကလေးတွေ Erin နဲ့ Ethan breakfast စားမှာဖြစ်ပါတယ်သူတို့ပေါင်မုတ်ကျဥကြော်ပေါ့နော်ကျဥခောက်ပြီးမှကျုပ်ထဲမှာပေါင်မုတ်နစ်ပြီးမှကြော်မိတာဖြစ်ပါတယ်ဒီနေ့တော့အေးစေးထိုင်စားနေပါတယ်ဆရာကြီး Ethanခဏနေ10နိုင်လောက်ကြော်သွားတဲ့ချိန်ကျတော့ရောရှူရမိသားစုရောက်လာပါတယ်ဂျေဂျေကီကီတို့ပြီးတငယ်ချင်းတွေရောက်လာတော့လမ်းလျှောက်ဒီတန်ရတော့လမ်းလျှောက်ပါတယ်ကီကီကတွေ့ခေါ်ပြီးတော့သူတို့ဒီမှာလေးထိုင်ပြီးမှကစားကြပါတယ် Hello သူနဲ့ထိုင်ဆော့ကစားတဲ့နေရာလေးဖြစ်ပါတယ်ဒါကတော့ခဏနေလိုက်မှကူပူရင်အတွက်ဒီကူရဟာကိုလီမုံနေတာဖြစ်ပါတယ်Erin နဲ့ Ethan ကတော့ဘာမှပါမလာဘူးဆိုတော့ជីជីတို့ကီကီတို့ရဲ့ဒီ floating ထဲမှာစီးနေပါတယ်ခဏနေသူတို့ပြီးတော့ချင်းချရင် Erin နဲ့ Ethan နဲ့ပို့ပေါ့နော်ဆိုတော့သူတို့လည်းရမ်းပြောအမအကောင်လုံးတစ်ခုမချမ်းကန်ရမထီရမသူတို့လည်းအခုကတော့ជីជីတို့ကီကီတို့အကုန်လုံးချိုးပြီးတဲ့အချိန်မှာသူတို့ညောက်ပြန်တလက်ရေလာဆော့တာဖြစ်ပါတယ်ဆိုတော့ဟိုမှာသူများလေးကူးနေတယ်အခုတော့ပပနဲ့ရေကူးမှရေကစားမှဖြစ်တယ်လက်လေးဖလားနဲ့ဆော့နေတာဖြစ်ပါတယ်ချစ်စရာလေးနော်ရေကိုလေးလက်နဲ့လမ်းမီတော့ရိုက်လို့ဆိုတာဆိုရေကတော့တိတ်မတန့်ဘူးအဲ့လက်ပါလားအော်မြေကြီးအော်ဒီဟိုရမှာပေါ့နော်ရေအောက်မှာနင်းလိုက်လို့ရှိရင်အမုံနဲ့ရင်ထားလာတယ်ပေါ့ဒါပေမဲ့ရေကတော့အေးဆက်နေရပဲပေါ့နော်အရင်ချိုးလို့ကောင်းတယ်သူတို့ကိုလည်းအကြံပဒံအကျန်းခံနိုင်အောင်ဆိုမှသူတို့လည်းရေရှဲဆော့ခိုင်းပါတယ်ရေကတော့မတတ်မိမဲ့သူတို့ဆော့ခဲ့တယ်ပေါ့နော်ဆိုကြည့်ပါဦးမနာသေးပါဘူးဖြင်းကောက်လေးနဲ့ရေကူးဆောင်လေးနဲ့ဖြင်းကောက်လေးနဲ့ဆော့ပါတယ်ခုတော့ဘဘနဲ့ together မျောနေဟိုမှာဒီမဲ့ဇိန်နဲ့တယောက်ကတော့ရေလေးထိလိုက်နေရင်ပူတယ်ဒီနေ့ကတော့နေရင်ပူတယ်ဒါပေမဲ့အုတ်ထုံလေးလည်းမဆောင်ပေးလိုက်ဘူးဒါပေမဲ့ကျေးဇူးတော်ကြောင့်သူတို့နေမကောင်းမဖြစ်ဘူးပေါ့နော်ကောင်းမွန်ပဲသူတို့တရတာရေဆော့ကစားချင်း Eric Ethan ဖြစ်ပါတယ်ဟမသူဖီကတော့စတိုင်မလိုက်အပြည့်နဲ့နေပူချေးသေးတယ်မှာအဲ့လိုဆော့ပြီးတော့တဲ့အချိန်မှာချက်ပြီးမှဒီပေါ်မှာပြန်တက်ပါတယ်ကိုကိုဒိုင်ယာဆိုရတဲ့မှာ
police car မှာတယောက်ပြောင်းပြန်စီးနေတာဖြစ်ပါတယ်ဤတဲ့ပြောင်းပြန်စီးပြီးမှရှယ်ပြောနေကပူပါလေဆိုမှပူကခေါင်းကပူရေကအေးနဲ့အသားတွေဆိုညိုးနေရပဲပြန်လာတဲ့ချိန်ဒီမှာနောက်တစ်ယောက် police car မှာ police car မှာရှယ်စီးနေပါတယ်လို့ every legal yin net tail သွားတယ် every lay see the police area ကလေ police ကလို့ဟိုတင်ဟာ哎呀ဟိုလီရော့တယ်လေတိတ် ခဲတခေါက်မကူဟုတ်ပဲအပေါ်သွားရတရက်တခေါက်ပေါက်နေရပေါ့နော်အဲကြောင့်အပေါ်သွားမယ်အပေါ် လေတိတ်မဖောင်းဘူး ဟိုမှာဘေးတောင်းနားမှာလေ အဲကြောင့်ဤတန်ကမှမကြိုက်ဘူးဆရာကြီးကသွားဇိမ်နဲ့အဲလိုနေရာမှာပဲနေချင်တာဟိုမှာဖင်ကော့လေးနဲ့ဆရာကြီးကဇိမ်နဲ့ every layer တော့တစ်ဖက်ဆောင်နဲ့ကူးနေပါတယ် သူညရှေစော့နေတာ ဗီဒီယိုက်မတန်ယူတဲ့သူကယူသူရိုက်ကိုရိုက်ပေါ့ကွယ်အဲ့လိုနဲ့ဘာထမနေ့ပေါ့နော်တွားတဲ့နေ့မဟုတ်ဘူးတွားတဲ့နေ့ရဲ့နောက်တစ်ရက် Saturday နေ့ဖြစ်ပါတယ်ရှေ့ရက်နေ့တောင်လပိုင်း2025နေ့လယ်မှာနေ့ဖြစ်ပါတယ်ဆို floating ပြီးတော့နည်းနည်းကြာပြီဆိုတော့သူအပေါ်တက်ခိုင်းတော့မယ်ချစ်စီရလေးဤတန်တော့ရှယ်တာယာနေတာပါEric ကတော့ရေလေးတောင်တစ်ချက်တောက်လိုက်သေးတယ်ပျော်လွန်းလို့ Eric လေးကတော့တုံနေပါပြီဆိုတော့မကြီးကူးတဲ့လူအများကြီးပဲဦးကျော်ရွှာကခေါ်ဒီကစားနေကြပါတယ်အားလုံးဒီဘက်ကဒီတန်လေးကတော့တုံနေပါပြီ every layer ကတော့တုံနေတဲ့ခဏလေးကူလုံးဒီရေတွေနဲ့လိုက်ပြီးဆိုမထူး every ကတော့ပြန်ပြီးအမရေတောင်တစ်ချက်တောက်လိုက်ပြီဟုတ်တယ်ရေတောက်လိုက်ပြီတနာပါနေပြန်တော့မယ်ရေပေးတောက်လိုက်တယ်ကွာရေပေးတောက်ခိုင်းနေနော်ယူလိုက်တော့ဆရာကြီးကတော့တတရရပဲဇိမ်ယူပြီးမှထိုင်နေလူတွေထိုင်စော့တတ်ပါတယ်ခုတော့ရေချိုးရေကူးပြီးလို့အဆုံးမှာအင်ဂျီလေးလဲပြီးမှသူတို့စောတဲ့နေရာမှာစောကစားပါတယ်ဒါတော့ကျမတို့အိတ်တဲ့အထမ်းဖြစ်ပါတယ်ညနေပိုင်းရောက်ပြီခုတော့ညနေပိုင်းရောက်တော့လမ်းလျှောက်ထွက်မယ်ဆိုပြီးမှဘတယောက်ပိုးမမတယောက်ပိုးလုံးနဲ့လမ်းလျှောက်ကြတယ်ပတ်တယ်ပေါ့နော်ပတ်ကြည့်တာ campsite area တစ်ခုလုံးကိုလမ်းလျှောက်ပြီးမှပတ်ကြပါတယ်အမကြီးပွဲတပြင်းလုံးတလို့ပဲဟိုအရှိနာတော့မရခဲ့ရသေးဘူးဒါဟိုဖက်တခြားအင်းဒါဟိုဖက်အထဲမှာရှိတဲ့တစ်ခုနောက်မှာပေါ့ဆိုတော့ဒီမှာကြည်ပါတွေ့တဲ့အတိုင်းပဲ long holiday ဆိုလေလူတော်များများလာပြီးအပန်းဖြေတာဖြစ်တယ် camping လာလုပ်တော့ပေါ့နော်ဟိုမှာအများကြီးပဲနောက်မှာပေါ့
အများကြီးပဲတပင်းလေးနဲ့လှမလှဟုတ်ဖက်အများကြီးပဲဟုတ်ဖက်မလေးတစ်ဖက် ကရင်ကြက်တယ်လေ အဲ့ဒါကျတော့ဟို main area ပေါ့အများကြီးပဲဒီတစ်ခေါက်ကတော့ကောင်းတာတစ်ခုကဘာလဲဆိုလို့ရှိရင်အဲ့လိုမျိုး ကိုလန်းနဲ့ကိုပြန်နေလေဒါပေမဲ့ လူပြိုလူလွတ်တွေတိတ်မပါဘူးပေါ့နော်ဒီမိသားစုတွေပါတယ် ကိုလန်းနဲ့ကို မိသားစုတွေကျတော့အေးချမ်းပဲညကျရင်မဆူညံဘူးပေါ့ကလေးတွေပါတဲ့အတွက်ကြောင့်မို့ညကျရင်မဆူညံဘူးအေးစေပဲသူတို့ညဆောအိတ်ကြတယ်ပေါ့တကယ်လို့အိုးဒီမှာလည်းအများကြီးပဲဒီတော့ရှောင်းအများကြီးမရိုက်ခဲ့ရရှိသေးတယ်ဒီမှာပြီးရင်ညနေတစ်ခေါက်မချုပ်ခင်လေးမှာတစ်ခေါက်ရတော့ကစားခိုင်းတယ်အမှနည်းနည်းပူသေးရောလေဒီတစ်ခေါက်သွားတဲ့ camping ကပူတဲ့30နဲ့33 31ရှိတဲ့ရက်ဒီမှာပဲတော့ဖြစ်သွားတော့အရန်ပူတယ်ပေါ့အကြောင်းတို့ရေထက်ဆော့ခိုင်းတာဖြစ်ပါတယ်အမှသူ father ကြီးနဲ့ဆော့နေပါတယ်ဒီကစားအမှပင်ကောက်လေးနဲ့နေစလုံးဆော့ရေထဲမှာလက်ဆူပြီးဆိုပါဇက်တွေထည့်ရေပြန်နဲ့ပြန်ထည့်လို့လုပ်တာဆိုတော့ဒါကတော့မနဲ့ပြန်မနဲ့နောက်တရက်ပေါ့နော်နောက်တရက်မနဲ့ဖြစ်ပါတယ်မော်နီအခုနောက်တရက်ကတော့ကုန်သွားပြီဒါတော့မနဲ့ဖြစ်ပါတယ်သူမနဲ့စားခိုင်းတော့မယ်မနဲ့စားခါနီးမှာရင်ကောင်အရန်လာတယ်ဘာမှတရက်မှလည်းမလာဘူးဒုတိယရက်မှနည်းနည်းလာတယ်တတိယရက်မှကရှယ်ရင်ကောင်ရဲ့စားတော့အများကြီးထားလိုက်တော့စရက်တောင်ခပ်ပေးရတယ်ရင်ကောင်မောင်းပြီးနေတာပေါ့ဒီတယောက်နှစ်ယောက်ကတော့ breakfast စားပြီးတဲ့နောက်မှာဘာလုပ်လဲဆိုရင် box ကိုလူကြပါတယ်လူပြီးငုံလိုက်အဲ့လိုလုပ်တာပေါ့ဆိုတော့နာတယောက်ကစော့နေပေါ့ခုတော့သူလူငုံတဲ့အချိန်မရိုက်ထားမိဘူးကြည့်ပါဦးဘုခွန်ဤတန်ဘုခွန်နေကိုင်းစော့လူလေးနဲ့ဖြတ်တန်းနေပါတယ်ဒါကတော့ Sunday မနေ့ဖြစ်တယ်ဒီမှာကားပေါ်မှာစော့အရန်ကြိုက်အခုကနေထိုင်ခိုင်းရအောင်တိတ်မကြိုက်ကားပေါ်မှာပီပီလှုပ်လိုက်မီးလေးဖွင့်လိုက်မီးလေးဖွင့်တတ်တယ်မီးပိတ်လိုက်တော့မကြိုက်ဘူးမီးဖွင့်တာမီးဖွင့်တယ်ကိုတပိတ်တယ်နော်မကြိုက်ဘူးကိုပိတ်လိုက်တယ်နော်သူဖွင့်ထားတော့တီးမီရလေမီးဖွင့်ထားတော့ကိုတပိတ်တယ်မကြိုက်ဘူးသူပြန်ဖွင့်တယ်အဲ့လိုဆိုအဲ့ဒီမနေအဲ့နောက်တစ်သူတို့ link ဆော်ရဟာလေအဲ့ဒါလက်ထဲမှာပတ်ပြီးတာမကြိုက်ဘူးနှစ်ယောက်ပြိုင်သူမရအောင်ဒါကတော့ကျဲမချက်ထားတာပါကျဲမကပါချက်ထားလဲဆိုရင်ပစုံပုံမှာဆိုလို့ကြိုးချက်လိုက်တာဒါကျတော့အမဲသားစုပြုတ်ဒါကလေးနှစ်ယောက်တဲ့ salmon အမဲသားအယိုးပြုတ်ထားတာပေါ့နော်ဟိုမှာခဏနေကြအရွက်တွေထဲမှာအမဲသားအယိုးကထဲမှာခဏနေအရွက်တွေထဲပြီးမှဟင်းချိုရည်တောင်းလို့ပါအရေးထဲမှာဟိုမှာချမ်းညက်သွားတယ်ဒါကတော့နေလင်စားတာဖြစ်ပါတယ်ဆန်ပြေနေဖြစ်ပါတယ်နေလင်စားတော့ဟိုမှာအီတန်လေးကိုကြည့်ပါဦးခြိထားခြိထားကိုအဲ့လိုမျိုးစားတာအဲ့လိုမျိုးတင်ပြီးစားတာမာခလေးကစားစီရလေးကစားလူကြီးတွေကမအိတ်ခုစင် watermelon ကိုစားနေရဒါတော့နေလေမရေကူးမယ်ဒါတော့ Sunday နေလေဖြစ်ပါတယ်ဒီနေ့တော့နေရင်ပူဟို Saturday စနေနေ့မှာနေရင်ပူတော့အုတ်ထုပ်လေးပါယူလာပေးပါတယ် Eric ကမနေ့ကဒီမှာမထိုင်လိုက်ရအောင်အီတန်တယောက်ပဲထိုင်နေဆိုတော့ Eric ကိုဒီနေ့ပြီးထိုင်ပါတယ်အရင်ပြောနေပါတယ် Eric လေးရတော့ဆိုအီတန်ကို police ကလီရော့နေအောင်လီအပေါက်ဖြစ်တော့အဲ့ဒီကိုသူ့ကိုပေးစီတာသူမစီးချင်ဘူးအဲ့မှာသူမစီးချင်ဘူးသူလီသားမဝင်မဖြစ်တော့လီအရင်
မဖောင်းတော့သူမစီးချင်သူငိုတယ်အုတ်ထုတ်ဆောင်ပေးထားပါတယ်ဒီနေ့တော့ sunscreen လေးမျက်နှာမှာအပြည့်လေးလိမ့်ပေးထားတယ်ဆိုတော့ဒါမမကျေမဖြစ်ပါတယ်ကျမပါကျမဆိုတော့ swap လုပ်လိုက်ရတယ်ဤတန်ကိုပဲအဲ့ဒီအစမ်းရောက်မှာထိုင်ခိုင်းပြီးမှ every ကိုပြန်ပြီး police ကမှစီးခိုင်းပါတယ်လေသိမ့်မရှိဘူးပေါ့နော်ဒါပေမဲ့သူထိုင်တက်တဲ့ကြောက်လေးနဲ့မှကြည့်ပါဦးနီးနေတာရေလေးဆော့ချင်ကြောက်လေးကြောက် every ကိုကြည့်ပါဦးကက်ကက်လေးနီးနေအထုပ်လေးဆောင်းထားတယ်သူနဲ့စလုံးကိုဆော့ခိုင်းနေဆောင်လာလေးဖြစ်ပါတယ်ကြည့်ပါဦးဤတန်ဆရာကြီးနဲ့ထားတီနဲ့တလည်းဆရာကြီး every ပါဒါတော့ကျမပါကျမလည်းဘယ်လိုရုပ်တွေဖြစ်နေလဲမသိဘူးဒီလိုနဲ့တို့ရေကစားခဲ့ပါတယ်ခုဘဘမမနဲ့တူကစားတဲ့အထုံးဆောင်ချင်ပြောလို့နောက်ဆုံးနေ့လေပေါ့နော်ခုအချိုးနာခိုင်းတော့မယ်သူချီထောက်လေးကန်ပြီးအရင်ပြောတာဒါတော့ညနေပိုင်းရောက်ပြီညနေပိုင်းမှာဝတ်သားกินနေငါရတဲ့ဟာกินစားတယ်နော်စားချင်စရာလေးခုတော့တည်ရယူပြီဒါတော့10ဖြစ်ပါတယ်ဒီမှာchicken ball ပြောတယ်အဲ့ဒါလေးနဲ့ကြော်စားတယ်အရှေ့နဲ့ထားတာဂျုံနဲ့ထားတာစားရမှာဖြစ်ပါတယ်နှခေါ်တော့ဘူးဖြစ်တော့လေဒါတော့ပြန်လာတဲ့နေ့ဖြစ်ပါတယ်နောက်တစ်ရက်ဒါ Monday နေ့မနေ့10နိုင်လောက်မှာ17နိုင်လောက်ဖြစ်ပြီးအခုတော့ပြန်လာနေပြီကပ်ပေါ်မှာဤတန်ဆန်ကြီးကပ်ပေါ်မှာစီးပြီးမှပြန်လာနေပြီဖြစ်ပါတယ်10နိုင်ခွဲ17နိုင်လောက်မှာပြန်လာတာပေါ့နော်ခုတော့ share မောင်းနေပါပြီကဘောမှာဟိုပစ္စည်းလေးပေးစောလိုက်ဒီပစ္စည်းလေးပေးစောလိုက်နဲ့ချမမနဲ့ပြန်လာနေပါပြီလုံးဆံရှိတော့လမလေးပါလေစုပ်ပြီးပြန်လာနေရတပုံရရတာဗီဒီယိုရရတာပြင်းလို့ရှုခင်ရန်လှတဲ့နေရာဆိုရင်မရိုက်ဖြစ်လိုက်ဘူးပေါ့ဒါကတော့ vlog လေးလုပ်ပါမယ်ဆိုမှတကူတကရိုက်ထားတာပါ every လေးကတော့အိတ်နေပါပြီဒီမှာဒီတန်လေးလေအိတ်မင်းနာမအပူစူးမဆိုလို့နေပူလို့လေဒါတော့အိမ်ရောက်ပါပြီအိမ်ရောက်ပြီးချိုးပြီးလို့နှက်နေတာဖြစ်ပါတယ်အိမ်ရောက်သွားပြီကျေးဇူးတော်ကြောင့်3ည4ရက်ခီးပြီးတော့ပါပြီဘိုင်ဘိုင်